မြောက်ပေါ်ပြပါပြီဂိုးလန်းကန်တာဗျာဂိုးမမိသွားတယ်ဂိုးမနေရာယူတာမှန်1 2 ဟိုးပါတယ်ခင်ဗျာစကမန်တို့ green တင်းကအိုစု SC ဘက်ကိုတကိုးကုန်းရှိနေဦးဆောင်လိုက်ပါလေခင်ဗျာပထမဆုံးကိုတွင်းလိုက်ပါလေဒုတိယကိုပါခင်ဗျာစကမန်တို့ FC green တင်းကဒုတိယကိုရရှိသွားပါလေโอเคကွင်းလေပေါ်ပြန်တည်ထားပါလေကိုစကူ FC ကိုပေးထားတယ်ကိုတွင်းနေဂိုးပါတယ်ခင်ဗျာစကရမန်တိုမြန်မာ FC ကနောက်ထပ်တစ်ခုတွင်းလိုက်ပါတယ်FC လူကြည့်နေတယ်နောက်ကိုပြန်ချပေးထားတယ်စကရမန်တိုညာတောင်ပန်းကနေဂူးရှိကိုကျော်သွားပြီအလေကျော်ကိုချပေးတယ်တွင်းတယ်အလေကျော်ကိုပြန်ချပေးထားပြီတွင်းတယ်ဂိုးသွားပြီခင်ဗျာစကရမန်တို FC ကဒါဆိုရင်၄ခုမြောက်တွင်းလိုက်ပြီဖြစ်ပါတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်စကရမန်တို green က၄ခုမြောက်သွားပါပြီအိုးစကူကတော့0လက်ပြပေါ်မြှောက်မယ်အိုးစကူကလက်ပြပေါ်မြှောက်ပေးလိုက်ပြီစကရမန်တိုကနောက်တန်းပြန်ဖြတ်ထားတယ်ဆွဲသွားပြီအလေကျော်ကိုဆွဲသွားပြီနောက်တော့အိုးစကူကပြန်ဖြတ်ထားတယ်ဂိုးသွင်းလိုက်ပြီဂိုးသွားပြီခင်ဗျာအိုးစကူကခြေပါဖို့တကူပြန်သွင်းထားပါတယ်လည်းဘုရားလည်းပြောပါလေးကိုတကူလေးကိုလေးလုံးလို့သေးရမှာခုဆိုလို့ရှိရင်စကရမန်တိုကိုယ်မတားထားတယ်အိုးစကူတွေပြန်ဖြတ်ထားတယ်ဂိုးရှိကိုပဲတဝဲလဲလဲဖြစ်နေတယ်အိုးစကူကဖြတ်ထုတ်လိုက်တာကွင်းလေကိုရောက်သွားတယ်ခင်ဗျာအိုးစကူဖြတ်ထားတယ်ဂိုးရှိကိုသွင်းလိုက်ပြီးဂိုးသွားပြီခင်ဗျာအိုးစကူကဒုတိယခြေပါဂိုးကိုသွင်းနိုင်တဲ့အတွက်ဒီဆိုရင်စကရမန်တိုက4ဂိုးအိုးစကူက2ဂိုးဖြစ်နေပါတယ်တရားကြဆိုတော့ဘာမှမပြောဘူးမနှုံးကတရားဖြစ်သွားပြီတရားတဲ့အမြောက်နှလုံးသွင်းတော့ငါတရားထိုက်ချမယ်တို့ကဘာလဲဖေးအောင်ဒီလိုတရားမပေးတော့တရားမပေးတော့ခါလေးအိုးစုကခေတက်လာအိုးစုတက်လာအကွက်မိလာစကရမန်တိုတရားကြတော့ဒီလေစကရမန်တို green ပေးတယ်စကရမန်တိုချထားပေးတယ်
Old School ကပြန်ဖြတ်လိုက်ပြီ Old School ခြေထဲရောက်သွားပြီ Old School ခြေထဲမှာပဲရှိနေတယ် Sacramento နောက်တန်းပြန်ဖြတ်လိုက်ပြီးတော့ကိုရှိကိုနောက်လိုက်တွင်းရဘေးသွားတယ်လေကနေပြီးမှဘာရှော့ပေါ့နော်ဘာရှော့ကိုတွင်းတာလှတယ်ခင်ဗျာအဝေးကနေကန်တွင်းတာအဲ့ဒီအတွက် Sacramento FC Green အသင်းက5ခု Old School က2ခုဖြစ်ပါတယ် 那你